1,000 roads to find your light. Through storms and shadows, you were my sight. Every step, every fall, it led me to you. I dreamed of hands that would hold me near. Through every doubt, you quieted fear. The stars whispered your name before I knew. And now we stand where time can't fade, a love that's built, not just made. Forever starts today. In your arms I'll stay. Through the highs, through the lows, we'll never let go. Forever starts today. No words could convey how my heart beats your name. Forever starts today. အခုချိန်မှာတော့အစာပြုပေးဖို့ရန်ဟုတ်သူပါအမွန်ကိုယေရှုနာမဖြင့်ဖိတ်ခေါ်ပါတယ် စာပြုဆုတောင်းဆက်ကရအသက်ရှင်ကောင်းမြတ်တော်မူသောအဖကိုရောကိုယေရှုတင်တယ်ကျွန်တော်တို့တခါမှမရောက်ဖူးတဲ့နေ့တိမင်္ဂလာထဲမှာဂျမ်းမာချင်းနဲ့အတူဒီနေ့ပါဝင်ရတဲ့အခွင့်အချိန်ခါကိုပြင်ဆင်ပေးတော်မူတဲ့ကြောင့်လဲကိုရောကိုယေရှုတင်တယ်ဖဖျားရှင်ဒီနေ့ထိမ်းများဆောင်နှင်းခြင်းအချိန်နာရီအစီအစဉ်ဟာကိုရောကိုတိုင်အစပြုတဲ့ဖျားဖြစ်ပါတယ်ဒါကြောင့်ဒီနေ့ကိုရောဖျားသခင်ရဲ့ရှေ့တော်မှောက်၌တော်လကောင်းအသင်းတော်ယုံကြည်သူမိသားစုအပေါ်၌တော်လကောင်းဒီနေ့ကိုရရှင်ဖျားသခင်ဖက်ဆက်၍သဘောတင်တော်မူသောကိုရရဲ့သားနဲ့သမီးရဲ့ထိမ်းများဆောင်နှင်းခြင်းအစီအစဉ်ကိုရဖျားကိုတိုင်အတရေရှိစီလက်အစအဆုံးတိုင်အောင်မင်္ဂလာရှိစီဖို့လုံငါဝိညာဉ်တော်ဖျားကိုတိုင်လမ်းပြလက်ပို့ဆောင်ပါမိအကြောင်းကယ်တင်ရှင်ယေရှုခရစ်တော်ဖျားရဲ့မဟာနာမကိုအမိပြုဆုတောင်းဆက်ကလည်းအစပြုကြပါရအဖမြတ်စွာဘုရားသခင် အစာပြုဆုတောင်းပေးတယ်ဟုတ်သူပါအမွန်ပေါ်မှာထူပဲယေရှုတင်အခုချိန်မှာတော့မင်္ဂလာပွဲကိုဦးဆောင်ပေးဖို့ရန်ဒေါက်တာ Reverend ဆိုင်မုန်နေရာယူပေးဖို့ရန်ဖိတ်ခေါ်ပါတယ်ဟုတ်ကဲ့ပါဒီနေ့လက်ထပ်မင်္ဂလာအစစ်စင်ကိုဆရာရောလက်ထပ်မှာပဲအနန္ပါတယ် ဒီနေ့ဖျားသခင်ရဲ့အစီအစဉ်တော်အားဖြင့်မန်ရမုံနဲ့တွမ်လေငိုင်တို့ဖျားရဲ့အစီအစဉ်အားဖြင့်တော်ကောင်းနဖက်တော်မိဘများရဲ့တဘောတူငီစွာဖြင့်ဒီတင်းတော်မှာလက်ထပ်ထင်ရှားခြင်းအစီအစဉ်ပြုရနေရမှာကျွန်တော်လည်းပါဝင်ခွင့်ဥဆောင်ခွင့်ပေးတဲ့အတွက်ကြောင့်ဖျားရဲ့ကျေးဇူးတော်ကိုချီးမွမ်းတယ်လို့အတင်းတော်အပေါ်မှာနာပြီးတော့တင်းတော်တင်းအပေါ်မှာလေထူချစ်တင်ပါတယ်လို့ကျွန်တော်အဲ့လိုပဲပြောလိုပါတယ်မန်ဆိုလို့ရှိရင်တင်းတို့ရှာဥဆောင်ဖို့ဖြစ်ပေမဲ့ရောက်တုံရောက်ခိုက်တဲ့ရွေအားဖြင့်သူဥဆောင်ပေးမှကောင်းမယ်ဆိုတဲ့စိတ်ဓာတ်နဲ့ကျွန်တော်ကိုတာဝန်ပေးတဲ့အတွက်ကြောင့်အင်မတန်ဝန်တာတယ်ဆိုတာပထမဥဆောင်ပြောလိုပါတယ်ဒုတိယအနေနဲ့ကျွန်တော်တို့ခရိယန်များရဲ့လက်ထပ်ထင်ရှားခြင်းဟာဆိုလို့ရှိရင်ဖျားရှင်ကိုယ်တိုင်ရဲ့အကျဉ်းစီအားဖြင့်အစီအစဉ်ပဲဖြစ်တယ်ဆိုတာအပြည့်အဝယုံကြည်ပါတယ်။ဒါတော့ကျွန်တော်တို့ဖျားရှင်ကိုမျက်စိနဲ့မမြင်ပေမဲ့မျက်စိနဲ့မြင်လို့မရတဲ့ဝိညာဉ်ဖျားဒီကျွန်တော်တို့နဲ့အတူပါရှိပြီးလက်ထပ်ထင်ရှားခြင်းပြုမဲ့သူတို့သားသူတို့သမီးအတိတ်တော်အင်ထောင်ကိုဆွေလက်တော်အားဖြင့်ကောင်းချီးပေးတယ်လို့ကျွန်တော်စိတ်ချပါတယ်ဒီတော့အခုလက်ထပ်ထင်ရှားခြင်းပြုလို့ရတဲ့အတွက်သူတို့သားမန်ရမုံနဲ့အဖွိနေရာယူဖို့ရန်ဒီနေရာမှာဖိတ်ခေါ်ပါတယ်
มังรมงเน็ตเลทัดทิงเมียปีเมเลทัดทิงเมียเมตุมที่ไงกูมาดูกะอันหันปามนี อักจุนกงอาปาไอโอละนี่ละกายเป้าตัวละรวมหงเดเทนซาละมิงกลาสองไทยนามากายหล่นนี่ละเรเวนดรไซมหงกุดาเทนมิงเดกับเจิง เบิ่งลึกมังรมงเน็ตตุมที่ไงดูดินโนดีเตียรัวไตพยาธิคือเสปริดาเสนไนเลทัดทิ้งเมียผู้ชินิบาบีแต่นี่ตัวข้าดินโดเลเบพยาธิคือตั้งสินโดปลิงโดเสนไนยาวจามีพิเดระจังดินโดเยเตียดเพียนเลทัดทิ้งเมียชินโกหันตาสิเมหันตาเคအကြောင်းအရာများရှိကြပါသလား မရှိပါ ရှိပါ အားလုံးကြားတဲ့အတိုင်းဘာကမှကျွန်တော်တို့ကိုမခွေးကြပါနဲ့ဆိုပြီးတော့သူတို့ပြောပါပြီတိတ်ဝန်တာတယ်ဒါဖရားရဲ့ကြီးစုတော်ပါပဲအဲ့ဒီတော့အခုသူတို့နေဦးဂတိတစ္ဆာပြုရမယ်ဒီမှာရောက်ရှိလာတဲ့ကုံဒီရရှိပရိဒတ်ပေါင်းတို့ရှင်း၌သူတို့ဂတိတစ္ဆာပြုခြင်းဟာဖရားထံ၌ဂတိတစ္ဆာပြုခြင်းဖြစ်ပါတယ်ခုနကျွန်တော်ပြောသလိုပဲကြားကောင်းအောင်ပြောတာမဟုတ်ဘူးတက်လုံးတစ္ဆာကိုကျွန်တော်တို့နှလုံးသားထဲမှာတိဆောက်ရန်ဂတိတစ္ဆာဖြစ်တဲ့အတွက်ကြောင့်ဂတိတစ္ဆာကိုကျွန်တော်ပြပါမည်ပထမဆုံးတဒုတာမန်ရမုံဆရာပြောတဲ့အတိုင်းနောက်ဝနေ့လိုက်ပြီးတော့ပြောရမယ်ကျွန်တော်မန်ရမုံဒီ ကျွန်တော်မောင်းရမောင်းနေ တွမ်ခေငိုင်ကို ဒီခင်းငိုက်ကို ကျွန်တော်ဤ ကျွန်တော်ဤ လက်ထပ်စနီးအဖြစ် လက်ထက်စနစ်ဖြစ် တင်းပိုက်ပြီးလျင် လင်းပိုက်ပြီးလျင် ယနေ့အားစ ဒီနေ့မှစ၍ အသက်ကုန်ဆုံးသည့်တိုင်အောင် တဲ့ပုံဆုံးဒီတိုင်အောင် ဘဝခီလန်တလျှောက် ဘဝခီလန်တလျှောက် တာယာဒီဖြစ်စေ တာယာဒီဖြစ်စေ ကျမ်းတန်ခက်ခဲဒီဖြစ်စေ ကျန်တန်ခဲဒီဖြစ်စေ ချမ်းသာဒီဖြစ်စေ စန်တာဒီဖြစ်စေ ဆွင့်ရဲဒီဖြစ်စေ စင်ရဲဒီဖြစ်စေ ကျမ်းမာဒီဖြစ်စေ ကျမ်းမာဒီဖြစ်စေ နာဒီဖြစ်စေ နာဒီဖြစ်စေ ဖျားထောရဖျားဤ ထာဝရဘုရား၏ အမင်းတော်နဲ့ အမင်းတော်နဲ့ လျော်ငီစွာ ရောညီစွာ ချစ်ချင်းမေတ္တာဖြင့် ချစ်ချင်းမေတ္တာဖြင့် ကောင်းမွန်စွာ ကောင်းမွန်စွာ ပြုစုလျက် ပြုစုလျက် ပေါင်းဖော်ပါမည်ဟု ပေါင်းဖော်ပါမည်ဟု ဂတိတစ္ဆာပြုပါ ဒီ ၏ သစ္စာပြုပါ၏ မောင်ရမုံမဖျားသခင်ရဲ့နာမကိုတိုင်တယ်လျက်ဖျားသခင်ရှိပရိသတ်ရှိ၌ဂတိတစ္ဆာပြုဒီနီတူတွမ်သေငိုင်မှလည်းပဲဂတိတစ္ဆာပြုဖို့ဖြစ်ပါတယ်ကျွန်မတွမ်သေငိုင်ဒီ ကျမတုံးတုံးလိုက်တယ် မောင်ရမုံကို မောင်းရမောင်းကို ကျွန်မဤ ကျမဤ လက်ထပ်ခင်ပွန်အဖြစ် တက်ခင်ပွန် တင်းပိုက်ပြီးလျင် ပိုက်ပြီး ယနေ့မှစ၍ ဒီမှာစား အသက်ကုန်ဆုံးသည့်တိုင်အောင် တက်ကုံဆုံးဒီတိုင် ဘဝခီလန်တလျှောက် ဘောခိလိုက်တဲ့ရှာ တာယာဒီဖြစ်စေ တာယာဒီဖြစ်စေ ကျမ်းတန်ခက်ခဲဒီဖြစ်စေ တန်တန်ကဲဒီဖြစ်စေ ချမ်းသာဒီဖြစ်စေ ချမ်းသာဒီဖြစ်စေ ဆွေရဒီဖြစ်စေ စင်ရဒီဖြစ်စေ ကျမ်းမာဒီဖြစ်စေ ကျမ်းမာဒီဖြစ်စေ နာဒီဖြစ်စေ နာဒီဖြစ်စေ ထာဝရဖျားဤ သာရဖျားဤ မြင့်တော်နှင့် ဒီတော်နဲ့ လျော်ငီစွာ စွာ ချစ်ချင်းမေတ္တာဖြင့် ချစ်ချင်းမေတ္တာဖြင့် ကောင်းမွန်စွာ ကောင်းမွန်စွာ ပြုစုလျက် ပြုစုရ ပေါင်းဖော်ပါမည်ဟု ကောင်းပါပါမည် ဂတိတစ္ဆာပြုပါ ဒီ ၏ သစ္စာ ကဲသူတို့အချင်းချင်းဂတိတစ္ဆာပြုပါပြီဒီတော့သူတို့ဖျားသခင်စေပရိသတ်စေ၌သူဖြင့်ဖျားသခင်စေ၌မိမိရဲ့ဩတဘာစိတ်မကြည်လင်တာတို့ဘာတို့ရှိကောင်းရှိမည်ဒီတော့သူတို့ဟာလက်ထပ်တော့မဲ့ဖြစ်တဲ့အတွက်ကြောင့်သူတို့ဝန်ခံဖို့အနည်းငယ်ချင်းပြလိုက်မည် ကျွန်တော်
ကျွန်တော်အေးဝန်ခံခြင်းကိုအပြစ်ကိုဖော်ပြတောင်းပန်လေ ငါတို့ ပြင်းများကိုလွှဲ၍လူစရိုက်ရှိသမျှနဲ့ခင်းစင်စေခြင်းကဘုရားသခင်ဒီတစ္ဆာတရားနဲ့၎င်းဖြောင်းမှတ်ခြင်းတရားနဲ့၎င်းပြည်စုံတော်မူ၏ဟုဂတိတော်လာသည့်အတိုင်းကျွန်တော်တို့သည်ပြည်စုံခြင်းအရာ၌အာနေသူဖြစ်ပါသဖြင့်ဘုရားသခင်ရှိလူတို့ရှိတွင်အရှိကိုအရှိတိုင်းလက်ခံတော်မူပါဟုဝန်ခံအပ်ပါသည် ဒီအရာဟာဆိုလို့ရှိရင်လက်ထပ်ထင်များချင်းတိုင်းမှာပြုလုပ်တဲ့အရာမဟုတ်ပါဘူးနော်ဒါပေမဲ့မိမိရဲ့စိတ်ဆန္ဒအားဖြင့်ဖြစ်ခြင်းကိုဖျားရှင်ရှင်၌ဖုံးဟာရှင်ဖြစ်တဲ့အတွက်ကြောင့်အင်မတန်ကောင်းမြတ်တဲ့အရာဖြစ်ပါတယ်လို့ဒါလည်းကျွန်တော်နည်းငယ်ပြောလိုပါတယ်အခုဆိုလို့ရှိရင်သူတို့ဝန်ခံခြင်းလည်းပြောပြီးပြီဂတိတစ္ဆာလည်းဆိုပြီးပြီဒီဂတိတစ္ဆာကိုတက်တေအဖြစ်တက်တေပစ္စည်းရှိပါသလား ရှိပါတယ် ခုနသူတို့ဖျားသခင်ရှေပရိသတ်ရှင်ဟိုက်အသက်ကုံဆုံးတဲ့အထိပေါင်းဖော်ပြုစုစောင့်ရှောက်ပါမည်ဆိုပြီးဂတိပြုတဲ့ရာကိုပို၍တက်တေအဖြစ်ပြဖို့ရန်ဒီပစ္စည်းယူလာရခြင်းဖြစ်ပါတယ်အားလုံးတည်တဲ့အတိုင်းပဲဒီပစ္စည်းအားဆွေလက်ဆွေဖြစ်ပါတယ်ကျွန်တော်တို့လောကပစ္စည်းမှာဆိုရင်တော့ဆွေဟာမိထဲမှာပဲကြာကြာရေထဲမှာပဲကြာကြာဘယ်တော့မှတန်ဖိုးရော့တယ်ဆိုတာမရှိဘူးဆိုတဲ့လက္ခဏာပါပဲအဲ့တော့ဘုရားသခင်ထံတော်ပါမှာစီစဉ်ပြီးသူတို့ပေါ်မှာတက်ရောက်တော့ချစ်ချင်းမေတ္တာဒီဘယ်တော့မှမကုန်နိုင်ဘူးဆိုတဲ့လက္ခဏာတန်ဖိုးကြီးတယ်ဆိုတဲ့လက္ခဏာကိုပြခြင်းဖြစ်ပါတယ်နောက်ပြီးပုံတရဏလည်းအစအဆုံးမရှိတဲ့အတိုင်းဖခင်ရဲ့ချစ်ချင်းမေတ္တာဒီအစအဆုံးမရှိပါဘူးကြီးမားသောအပြစ်ကိုဖြူစင်စွာခွင့်လွှတ်ပေးတဲ့မေတ္တာဟာကြီးမားလွန်းတဲ့အရာဖြစ်ပါတယ်တိုင်းတာလို့မရဘူးအစအဆုံးမရှိဘူးဆိုတဲ့အရာကိုဒီမှာတက်တက်ဖြစ်ယူလာတဲ့အတိုင်းပဲဒီမှာမန်ရမွန်ကနေတုံးခေငိုက်ကိုသူတစ္ဆာဂတိပြုတဲ့အတိုင်းတက်တက်အဖြစ်လက်စွပ်ပေးဖို့ဝတ်ဆင်ပေးဖို့ဖြစ်ပါတယ်ဘုံဒီစလိုက်ရမမကျွန်တော်နောက်ကိုလိုက်ပြီးတော့ဆိုရမယ်ကျွန်ုပ်ဒီတင့်အားပြုခဲ့သောဂတိတစ္ဆာစကားများ၏တက်တည်ဖြစ်ခြင်းဟာ၎င်းကျွန်ုပ်၏ချစ်ချင်းမေတ္တာနှင့်စီစဉ်ဥစ္စာရှိစဉ်ရှိသမျှတို့ကိုတင်၌အနန္ချင်းတက်တည်အဖြစ်ခမည်းတော်တာတော်တန်ရှင်တော်ဝိညာဉ်တော်ဤနာမ၌ဤလက်စွပ်ကိုတင်အားပေးပါ၏လက်ခံတော်မူပါတင်ပေးတော် တင်ပေးသော လက်စွပ်ကို လက်စုကို တက်တည်အဖြစ် တက်တည်ဖြင့် လက်ခံပါ၏ လက်ခံပါ၏ သူတို့တမီတုံခင်းနိုင်မှလည်းပဲမန်ရမုံကိုသူတစ္ဆာပြုတဲ့အရာကိုတက်တည်အဖြစ်ဤလက်စွပ်ကိုပေးဖို့ဖြစ်ပါတယ်ကျမဒီ ကျမသည် တင့်အား တင်အား ပြုခဲ့သောဂတိတစ္ဆာစကားများ၏ ဂတိတစ္ဆာစကားများ၏ တက်တည်ဖြစ်ခြင်းဟာ၎င်း တက်တည်ဖြစ်ခြင်းမှာ၎င်း ကျမ၏ ကျမ၏ ချစ်ချင်းမေတ္တာနှင့် ချင်းမိတ္တာနှင့် ဥစ္စာရှိရှင် ဥစ္စာစီစဉ် ရှိသမျှတို့ကို မြတ်တို့ကို တင့်၌ တင် အနန္ချင်း အနန္တ တက်တည်အဖြစ် တက်တည်ဖြစ် ၎င်းခမည်းတော်တာတော်တန်ရှင်တော်ဝိညာဉ်တော်ဤ တန်ရှင်တော်ဝိညာဉ်တော်၏ နာမ၌ နာမ၌ ဤလက်စွပ်ကို ဤလက်စုကို တင့်အား အား ပေးပါ၏လက်ခံတော်မူပါ အခုဆိုလို့ရှိရင်သူတို့နှစ်ဦးဖျားသခင်ရှိပရိသတ်ရှင်၌ဂတိတစ္ဆာဆိုပြီး
ကတိတစ္ဆာတီယန်လည်းပဲအချင်းချင်းတစ်တေပစီမြာဖျားနာမတော်အဖြစ်တို့အလဲလဲဝတ်ရှင်ကြပါပြီဒီတော့ယခုချိန်မှာဖျားသခင်ရဲ့အမှုတော်ထမ်းဆောင်သူတိခါရောရဆရာတော်ဆိုင်မုံကျွန်တော်မှခမီးတော်တားတော်တန်ရှင်တော်ဝိညာဉ်တော်သုံးပါးတစုနာမတော်အဖြစ်လက်ထပ်ထင်မြပေးပါတယ်ဆုတောင်းမယ်အဖဖျားသခင်ကိုရောရှင်ဖျားထန်တော်ပါမမိဖျားခံလျက်စီစဉ်လာရတော့ချစ်ချင်းမေတ္တာအစစ်မန်သူတို့နှုတ်ပေါ်၌ကိုရောရှင်ဖျားရဲ့အစီအစဉ်တော်အဖြစ်အချင်းချင်းချစ်ချင်းမေတ္တာဖြင့်ချီနှောင်ကြပြီးယနေ့ဆိုလို့ရှင်နှစ်ဖက်တော်မိဘများတဘောတူငီစွာအတင်းတော်ခွင့်ပြုခြင်းအဖြစ်တင်းတော်များဆွ၌ဖျားသခင်ရဲ့နာမတော်ကိုအမိပြုပြီးလက်ထပ်ထင်မြကြပါပြီသူတို့အပေါ်၌ကိုရောရှင်ကောင်းကြီးပေးတော်မူပါဆွေလက်တော်ကိုစံပြီးကိုရောရှင်သူတို့ကိုရာတက်ပန်လုံးအဖဖျားနှစ်ပေါင်းများစွာအိုမြင့်တဲ့ထိဤလောက၌အဖဖျားမျိုးဆက်တာသမီများယရနာများထွန်းကားပြီးကောင်းကြီးမင်္ဂလာဖြစ်စေတော်မူပါမည်ကြောင်းကယ်ရင်ပန်ရှင်ခရစ်တော်ရဲ့မြတ်တော်နာမကိုအမိပြုလျက်အလွန်ယိုဒီစွာစက္ကတ်လက်ထပ်ပေးပါရဖဖျားအာမင်ကဲခုဆိုလို့ရှင်လက်ထပ်ထင်များပြီးဖြစ်တဲ့အတွက်ကြောင့်မန်ရမုံခါမမြင်သေးတဲ့မျက်နာအတစ်ကိုမြင်ခွင့်ပြုပါပြီအဲ့တော့မျက်နာမြင်ဖို့ရန်ခင်ဗျာဖုံးပေးပြီးတော့ဘလောက်အထိချစ်တဲ့ကြောင်းကိုပရိသတ်များ20စက္ကန့်ပြပေးပါလက်ခုပ်တီးပေးပါအောင်အားရကြကဲရာရိုမုံကနူးညံ့ပါတယ်တက်မကြမ်းပါဘူးအဲ့တော့ခုဆိုလို့ရှိရင်တို့နေဦးနေရမဟုတ်တော့ဘူးတူဖြစ်ပြီဆိုပြီးခုနကျမ်းစာထဲမှာဖတ်တဲ့တိုင်းဖျောင်းနန်မိထွန်းဖို့ချင်းပေးပါမယ်ဖျောင်းနန်မိထွန်းပြီးမှတဆက်တီလက်မှတ်ထိုးဖို့ဖြစ်ပါတယ်လက်မှတ်ထိုးတဲ့အချိန်မှာတမီနီလာဝန်မှသူတို့ကိုကွန်ပျူတာဒီချင်းဆိုပေးဖို့ဖြစ်ပါတယ်ခုဆိုလို့ရှင်အရင်ဆုံးဖျောင်းနန်မိထွန်းကြပါကဲအခုကတပူသားဖြစ်ပြီးအထင်မှပြူတဲ့နေနဲ့လက်ခုပ်ပြီးအားပေးကြပါလက်မှတ်ထိုးဖို့ဖြစ်ပါတယ်နာအုံးတယ် break room break signature 9ဆိုရင်ခုမှဒုံခင်းနိုင်လက်မှတ်ထိုးဖို့ဖြစ်ပါတယ်အခုဆိုလို့ရှိရင်တော့မန်ရိုမုံရဲ့တက်တဲ့လက်မှတ်ထိုးဖို့ဖြစ်ပါတယ်ခုဆိုလို့ရှိရင်ဒုံခင်းနိုင်ရဲ့တက်တဲ့「
bên đây thì trên áp hiện cùng biểu bê đó thì mi ni là vấn bỏ mà thu về chỉ tìm mà đấy khu solution từ đâu ta từ đâu thì mi mốc đó bên này ở trên linh maya ở trên phía đó u romong này đó thế ngày đó the UN let that busy de certificate lemako anam po pipare ku solution tron u twet athu sutong chen pilo pe pa mi apha phiat khin koroshin phia ye pin sim pe de atain be kene ta romong temi thengai do nè phết to mi ba suy miêu mía tê bố tu nghi xóa pin à tín đồn hay chết đi xí xóa lết thật thình mía pi ba pi trôi ye na cắt bùa sau lan to kha tu nè tu pian lan lisa chen tu nè tu pian lan tam phu tha chen mít ta a pian in thong bùa ko ti sao pi ta ya to in thong phiat tan nai ba si a pha phia ta kong temi kong yerna ko lebe music athi apchit phia sin thunga si ro mu pa yungkan sha phoya to ate moi won jom ha lebe tu mya than nai let phian tong sa chin mo be tu mya bo kungi ma sa chun che thu dan nai to in thong tit phi pa si apha phia tro ko sui let do ko sampi ya tet pan boa te xiao lung na phet to mi ba sui myo mya atwet atin no atwet phia ye nai ngan do ta tana do atwet a ko thai to ta ne temi in thong phit se do mo pa mi jong ke ri man shin krit do mi to na ma ko mi pyu bi lo yo ti swa su tong atana kham ba ye pha phia amen di ne ya ni sa pi mang romong net tum hengai do di benia be tua let tui pi tua in lebe pakung phe pi tua in lebe ba ma chong ji siam lo do bu te yuin atiam hat sunin mong han phit chang chingya abadi let ko be ti bia ja kra ro le myao le a lo bin ne tai me di ne ya ne so lot ne tua la lo ya bi no ke Jesus ke along mimi ne ya to thain ja ba ဟုတ်ကဲ့ပါမင်္ဂလာလက်ထပ်ပေးတော့ဆရာတော်ဒေါက်တာဆိုင်မွန်အဖို့အထူးပဲကျေးဇူးတင်ရှိပါတယ်အခုချိန်မှာတော့ဟောရပေးဖို့ရန် Reverend Dr. Johnson ကိုယေရှုနာမဖြင့်ဖိတ်ခေါ်ပါတယ် ရိုမုန်နဲ့တော့လိမ့်ငိုင်တို့ရဲ့ထိမ်းများမင်္ဂလာဆောင်နေခြင်းအစစ်စစ်မှာတက်ရောက်လာကြတော့ယုံကြည်သူများအပရိသတ်များအားလုံးကိုမင်္ဂလာပါလို့နှုတ်ခွန်းဆက်တာလိုပါတယ်အသင်းတော်အနေနဲ့လိုက်လဲကြိုဆိုကြောင်းလည်းပဲပေါ်ပြလိုပါတယ်တက်ရောက်လာပေးကြတော့အရောက်စီတိုင်းကိုလည်းပဲအထူးကျေးဇူးတင်ကြောင်းလည်းထပ်လောင်းပြီးတော့ပေါ်ပြလိုပါတယ်ကျွန်တော်တို့အသင်းတော်အနေနဲ့ဒီနေ့မင်္ဂလာဆောင်တဲ့ကျွန်တော်တို့ရဲ့သင်းအုပ်ဆရာ Reverend Dr. Simon အပေါ်၌လည်းပဲအင်မရာမကျေးဇူးတင်ကြောင်းလည်းပဲဖော်ပြလိုပါတယ်ယခုကဲ့သို့ရောက်ရှိတဲ့အချိန်မှာလိုအပ်တဲ့ကဏ္ဍမှာပါဝင်ပေးတဲ့အတွက်ကြောင့်အင်မရာမလေးစားပါတယ်နောက်ကျေးဇူးလည်းတင်ပါတယ်ဆိုတော့ဖော်ပြလိုပါတယ်နောက်တစ်ခုကကျွန်တော်တို့အသင်းတော်မှာယခုကဲ့သို့မင်္ဂလာအစီအစဉ်ကိုတော့ပြုပေးတဲ့ဦးရောမောင်နဲ့တော့လှိမ့်ငိုင်တို့အပေါ်မှာလည်းပဲအင်မရာမကျေးဇူးတင်ပါတယ်သူနဲ့ဒီလုဖို့ဆောင်ပဲများအားဖိပေးတော်သူများအရောက်စီတိုင်းကိုလည်းပဲကျေးဇူးတင်တယ်ဆိုတော့ကြောင်းဖော်ပြလိုပါတယ်ကျွန်တော်တို့အသင်းတော်အနေနဲ့အင်မရာမကောင်းချီးမင်္ဂလာကိုရည်တွဲရတဲ့နေ့ရက်ဖြစ်ပါတယ်သူတို့ကိုလည်းပဲဘုရားသခင်ဆက်လက်ပြီးတော့လမ်းပြပိုးဆောင်ပြီးတော့ကောင်းချီးမင်္ဂလာမြောက်များစွာနဲ့အိမ်ထောင်ကိုတည်ဆောက်တတ်တော်လင်မယားဖြစ်ပါစေကြောင်းလည်းပဲဆုတောင်းမေတ္တာပို့တာပေးလိုပါတယ်ကျွန်တော်အနေနဲ့ထူးထူးတွေဩဝါဒပေးဖို့မရည်ရွယ်ထားပါဘူးအနည်းငယ်လေးဘဝမှာမှတ်စရာလေးတတိထားစရာလေးနော်
တစ်ခုနှစ်ခုပဲပေါ်ပြလိုပါတယ်အားလုံးယဉ်နှီးပြီးသားအကြံပိုက်တစ်ခုတော့စာလံ120ခုတိနဲ့နှစ်ကိုကျွန်တော်ဖတ်လိုပါတယ်ဒါဝရဘုရားဒီအိမ်တော်ကိုအိမ်ကိုစောက်တော်မမူလင်စောက်တော်သူတို့ဒီအချင်းလေးလှုပ်ဆောင်ကြ၏ဒါဝရဘုရားဒီမြို့ကိုစောင်းတော်မမူလင်ကျင်းဆောင်တို့ဒီအချင်းလေးဆောင်ကြ၏စောစောထားလျက်ညာနဲ့တိတိုင်အောင်မိတ်ပဲနေလျက်ကျင်ပန်းစွာအစာစားလျက်နေတော်လေအကျိုးမရှိအိပ်ပျော်ရတော့အခွင့်ကိုချစ်တော်မူသောသူအားအမှန်ပေးတော်မူ၏ဖတ်တော်တဲ့နှုတ်ကပတ်တော်ဖခင်ရဲ့တမန်တရားဒီဒီထောင်မိသားစုအပေါ်၌တော်၎င်းတရောက်လာကြတော့ကျွန်တော်တို့အပေါ်၌တော်၎င်းဘုရားသခင်တပံကောင်းချီးပေးပါစေဒီနေရာမှာစကလုံးလုံးပဲတွေ့ပါတယ်နံပါတ်1သာဝရဘုရားကဘသူပဲဖြစ်ဖြစ်အိမ်ဆောက်တဲ့အခါမှာဘုရားကဆောက်တော်မမူလင်ဘသူပဲမြုပ်ကိုစောင်းစောင်းဘုရားကစောင်းတော်မမူလင်အချင်းနှီးလှုပ်ဆောင်ကြတယ်အချင်းနှီးစောင့်ကြတယ်လို့ဒီစကလုံးနှလုံးကိုတွေ့ရပါတယ်ကျွန်တော်တို့စကလုံးကိုကြည့်တဲ့အခါမှာကျွန်တော်တို့အခုလိုကင်တွေ့နိုင်တဲ့ဒီအိမ်လိုမျိုးအဆောက်အဦကိုဘုရားသခင်ကဖော်ပြလိုတာမဟုတ်ပါဘူးသူရဲ့ဘဝအသက်ရှင်တာမှုကိုအိမ်လိုပဲခိုင်နှိုင်းထားပြီးတော့ဖော်ပြခြင်းဖြစ်ပါတယ်ဘုရားသခင်ကိုယ်တိုင်ကကျွန်တော်တို့ကင်တွေ့နိုင်တဲ့အိမ်ကိုလာဆောက်ပေးမှာမဟုတ်ဘူးတူလာရိုက်ပေးမှာမဟုတ်ဘူးတိုင်တွေလာတိုင်းမှာမဟုတ်ပါဘူးကျွန်တော်တို့ရဲ့အသက်ရှင်တာမှုမိသားစုဘဝကိုဒီနေရာမှာဖော်ပြခြင်းဖြစ်ပါတယ်နံပါတ်2အပိုင်း2ကိုကြည့်တဲ့အခါမှာဒီကဲ့သို့အိမ်ဆောက်တဲ့အခါမှာမြုပ်ဒီစောင်းတဲ့အခါမှာဖျားမပါပဲနဲ့အိမ်ဆောက်တာမြုပ်စောင်းတာဘယ်လောက်ပဲဆောက်ဘယ်လောက်ပဲစောင်းအချင်းဟိဖြစ်တယ်ထိုဒီမကားဘူးပြင်ပန်းစွာမနဲ့အစိုးရထားပြီးတော့ညနဲ့တိုင်အောင်စားဖို့တောက်ဖို့အတွက်လှုပ်ဆောင်ကြတယ်တဲ့ဒါမှအကျိုးမရှိဘူးတဲ့အကျိုးမရှိဘူးဆိုတော့ဒီအိမ်ထောင်ကိုအမြဲတမ်းဖျားမပါတဲ့အိမ်ထောင်ဖြစ်တယ်ဆိုလို့ရှိရင်ဘာမှအကျိုးမရှိဘူးတခါတည်းမှာကျွန်တော်တို့ယုံကြည်သူတွေကောင်းကြီးရချင်တဲ့အခါမှာပဲအသင်းတော်ကိုတရိရတဲ့လူတွေမြောက်များစွာရှိတယ်ပြတ်တာတစ်ခုခုကြုံတဲ့အခါမှာပဲဖျားကိုတန်ထားတဲ့လူတွေအများကြီးရှိတယ်ဒါပေမဲ့နှုတ်ကပတ်တော်မှာကြတော့ကိုယ့်ရဲ့ဘဝမှာဖျားမပါရင်မရဘူးအဓိကအလိုအဆုံးကတာပါပဲကောင်းကြီးရချင်လို့မဟုတ်ဘူးဒုက္ခကနဲ့လွတ်ချင်လို့လည်းမဟုတ်ဘူးကျွန်တော်တို့ရဲ့တက်တာကိုတီးဆောက်ပြီးတော့အသက်ကိုပိုင်တာတော့အသက်ကိုပြီးတော့ဖယားနဲ့အတူသွားခြင်းလာခြင်းလှုပ်ဆောင်ခြင်းအသက်ရှင်တန်ခြင်းကိုဒီနေရာမှာပေါ်ပြခြင်းဖြစ်ပါတယ်ဆိုတော့ဖယားမပါတဲ့အိမ်ထောင်ဖယားမပါတဲ့ယုံကြည်သူတွေမဖြစ်ဖို့အတွက်အင်မရာမအရေးကြီးတယ်ဖယားပါတဲ့မိသားစုဖယားပါတဲ့ယုံကြည်သူဖယားပါတဲ့အသက်တာဟာဆိုလို့ရှိရင်ဘုရားသခင်ကဘာပြောတယ်လဲဆိုလို့ရှိရင်နှစ်အဆုံးမှာအိပ်ပျော်ရတော့အခွင့်ကိုချစ်တော်မူသောသူအားအမှန်ပေးတော်မူ၏တဲ့ဘုရားသခင်ကသူပါတဲ့သူအတိမပြုတဲ့သူတီဆောက်တဲ့အိမ်သူတီဆောက်တဲ့မြုပ်သူဆောင်းတဲ့အိမ်သူဆောင်းတဲ့မြုပ်သူဆောင်းတဲ့အသက်တာအသက်ရှင်တာမှုကိုဘုရားသခင်ကအိပ်ပျော်ရတော့အခွင့်ကိုသူချစ်တဲ့လူကိုပေးတယ်တဲ့ဘုရားသခင်ကကျွန်တော်တို့ကိုချစ်တော်ကျွန်မဖြစ်ဖို့အတွက်အင်မရာမအရေးကြီးတယ်အခုကျွန်တော်တို့အိမ်ထောင်ပြုတယ်ဆိုတာမချစ်ဘဲနဲ့အိမ်ထောင်မပြုနိုင်ဘူးเนาะတရားတော်တရားချစ်ကြိုက်လို့အိမ်ထောင်ပြုရခြင်းဖြစ်ပါတယ်ဒီလိုပါပဲဘုရားသခင်ကကျွန်တော်တို့ဒီကောင်းကြီးနဲ့ပတ်ရလမ်းပြပို့ဆောင်ပြီးတော့တာယာတဲ့ပျော်ရွှင်တဲ့ငြိမ်းချမ်းတဲ့တစ္ဆာရှိတဲ့ခိုင်မာတဲ့မိသားစုဖြစ်ဖို့အတွက်ဘုရားသခင်ကကျွန်တော်ကိုချစ်တဲ့မိသားစုဖြစ်ဖို့အတွက်လိုအပ်ပါတယ်ဘုရားသခင်ကကျွန်တော်ကိုချစ်ဖို့အတွက်ဆိုလို့ရှိရင်ကျွန်တော်တို့ဒီအသက်တာမှာဘုရားပါဖို့အင်မရာမရေးကြည့်တယ်ဘုရားပါတယ်ဆိုရင်ချစ်ချင်းမြတ်တာကပါပြီးသားဘုရားပါရင်တစ္ဆာကရှိပြီးသားဘုရားပါရင်ကောင်းကြီးမင်္ဂလာကရှိပြီးသားဘုရားပါရင်
အရာအလုံးစုံကပြည့်စုံပြီးသားဖြစ်ပါတယ်ထိုဘုရားကိုကျွန်တော်တို့လိုအပ်တာဖြစ်ပါတယ်အဲ့အတွက်ကြောင့်ယနေ့မင်္ဂလာဆောင်ခြင်းအမှုကိုပြုတဲ့နော်ရုံမုံနဲ့လင်းငိုင်တို့အသက်တာမှာကြားထဲမှာအသက်ရှင်တန်ခြင်းမှာတူးနဲ့တူးအပေါ်မှာဖရာသခင်ပါတော့အိမ်ထောင်ဖရာသခင်ချစ်တော်ယောက်ျားဖရာသခင်ချစ်တော်မိန်းမဖြစ်ဖို့အတွက်အင်မရာမအရေးကြီးတယ်အခုနပေါ်ပြတယ်လို့ပါပဲအိပ်ပျော်ရတော့အခွင့်ကိုချစ်တော်မူတော့သူအားပြီးတော်မူ၏လို့မဟုတ်ဘူးအမှန်ပြီးတော်မူ၏လို့ပြောတာတကယ်အမှန်အကန်ကိုပြီးတယ်တဲ့ဖျားပိုင်မပြီးပဲနဲ့မနေဘူးဆိုတဲ့သဘောပါဖျားပါပြီဆိုလို့ရှိရင်ကျွန်တော်တို့အခုနဆရာတော်ဆူတောင်းပေးတဲ့ຢာအားလုံးဒီပရိသတ်တွေကဆူတောင်းတဲ့ယင်တဲကဆူတောင်းပေးတဲ့ຢာဒီသူတို့နှစ်ယောက်ဆူတောင်းတဲ့ຢာဒီဖျားတခင်ကပြည့်စုံစေမှာဖြစ်ပါတယ်ဆိုတော့ခုနပေါ်ပြတော့အိမ်ဆိုတာအဆောက်အဦမဟုတ်ပါဘူးမြုပ်ဆိုတာလည်းအဆောက်အဦမဟုတ်ပါဘူးလို့ကျွန်တော်ကျမတို့ရဲ့အသက်တာကိုဖြစ်ပါတယ်ကျွန်တော်ကျမတို့ရဲ့မိသားစုအသက်ရှင်ခြင်းကိုပေါ်ပြခြင်းဖြစ်ပါတယ်ထိုရထဲမှာဘာတွေရှိမလဲလူမှုရေးတွေရှိမယ်ကျမ်းမာရေးတွေရှိမယ်ဘာသာရေးယုံကြည်မှုတွေရှိမယ်ဝိညာဉ်ရေးတည်ဆောက်မှုတွေရှိမယ်ယုံခြင်းဆိုတာယုံကြည်ခြင်းတွေချင်းတွေအကျင့်တီလာတွေလှုပ်ဆောင်မှုတွေမြောက်များစွာရှိမှဖြစ်ပါတယ်ထိုအထဲမှာဖျားပါပြီးတော့ကောင်းကြီးရိတ်သိမ့်တဲ့အန်စားတဲ့လင်မယားမိသားစုဖြစ်ပါစေလို့ခွန်အားပေးလိုပါတယ်ဂျာနာတော်ရောက်စီတိုင်းတော်ဘုရားသခင်ဒီပံကောင်းကြီးပေးပါစေโอเคပါအားလုံးလည်းခွန်အားရမယ်လို့ယုံကြည်ပါတယ်အခုချိန်မှာတော့နှစ်ဖက်တော်အများကခြေစွတင်စကားပြောမယ်အစဉ်ဖြစ်ပါတယ်ပထမဆုံးဥစားပေးအနေနဲ့သူတို့သမီးဖက်ကအရင်ဆုံးဖိတ်ခေါ်มาဖြစ်တဲ့အတွက်ကြောင့်ဒီနေ့သူတို့သမီးဖက်ကခြေစွတင်စကားပြောပေးဖို့ရန်ဖိတ်ခေါ်ပါတယ်ဇာလာအွန်အိုင်နက်တော့မိပီရက်ဆော့ဝဲငါကပခရီဖလိဇာလုံးတီမမ်ဟိုင်ပန်te in bang om ngai nak to ti de lamak chi ham ka ngai te phoya hi ka khri fa ka committee ka hotu ka pastor ka kai ga sunu ming kala song thai na ham im lo te khun piu ti san la na so om ngai nak to lu ti te thik ngai phoya cha hoi hi yuwa kutuk na om mai khwai ni teglai mhanda thui maya pong pa na ngol pai na phun hi teglai la phu pui donga kutuk ni tila asisin na sai hoi soa kutuk akasai Reverend Dr. Saimong tengwi chan la om ngai na ka khu ti de thiam ngai phoya sa no kmi smo wenga bangkal ni thi ti ta nu pa ka ol lung sa no la angai thun na ta khiu sai yi ba kolol ta maul ta ngai thun na ta ama hamla sding na la pok ip thung kho then na la pok yu then na amu na la om ti de nu pa no la all a thini donga ekak sa hoi so vi lo se ekak sa no khrifa bu pung pa teng vi lo se aham sa la nu pa la all kam khat a thi hi tha donga ngutil si ngai thu nu si ti de bet thapam lak ngai cha la ko ngai paham la athiam ye nu om de asan je nu om pung donga sola ka thiwal khwaya khebel khabang langa heka klo sano no loan pyedu malaysia ta ni khat sumlam khat pateng hi asanom thai mani pham vi ama tin na pumi malam yong no kon phai thai kung alam jeng hi bang ka se mingla song bo da bu po ya lo ko se phai thai bi sak sot pung ni plom sil ni
ก็เลยสิลีทวีสิปลอมสิลีทวีสิอนอมซาละก็เปิกสินศักดิ์ศรีที่สานอนอทวียมง่ายอมไงสิทวียมเย็นอมเดอาสันเอกสละ global มังคาอิเซเดละอมไงสิทวีน่ะก็บ่ซักที่แต่ทวีง่ายซาละก็อมไง ngay sil thui thằng big pa so sal ko ngai thì amadum ka I mohok kho mai pak soi ni khar piet ke ni ham ngon ta tan phu bungom sa thì mohok ngai ta ni dum ge seru mohok mu thì ngay sil thui big pa so sala ngai na ka khu ti the ta thơ ka tru ta bên làm lố các thơ cả ông ngay xưa thủy nã từ san là thơ cả ông đi xe lưu một sức là các hình bát chiên mình thằng thanh ông đi xe bưng cừm thì các cụ tục sai ta đông đang sa bơi tập đi hít tập là rem na ham là anh này khô bực này vui văn mười nị là bưng ngạc là thêm thay hít tập là thasam sa sai thay ham là nâng patung là kỳ đốt kỳ liệt viên lưu sẽ xương thay ham bờ lăng ca thăng như lưu sẽ hi cái son ngã cái cua asan apik thay ham bờ ti mơ bực nôm đi khát thung lăng cái lưu sẽ bồi pa thel bi là khu khang là rem sa là cột tu cái lưu sẽ xương thay là đúng ạ bơ ngã pa chen số lưu sẽ ngày ní cái tol đứng mưa là nihil ka hi ka cột tu ham là sana ko lukung makulang ka jilokho akaglo hi akham pastor paso viru se salla umai ni ka tol ti kha thega thiam nak ngai la apabia hi ka mamika chas pasta so viru se umai ni ka tol ti kha thega thiam nak ngai pilangka thain khung hi samret ta ka sire thang bul lai khok la hi ka theina vai ni thain khung hi omvul mang kha la pap chena ko khung la thang a to la banga umham la om la chas belang lo se hậu tu pa yawa thơ và na thum thai dong salak pelangka sibela timula TCF pelang lo se khamsa thangye na thum thai dong salak langka krifani ni lo se na thumu langka sibel ani lo se na thum thai dong salak dikala peka sila ka thui khamsa thangbik pa swa salak ama ka bitho asitak la hinasan na pik thai dong salak la cutting kharib dung ta sil ka thai vul khawai la ms ulang ka akaglu saboi ding so lo se langka sha sanong so lo se ne bi tho omudi vai ni no hodi khawai ni san na pi gula hina thoga ms u ka ukatha na thum thai dung asal la kom ngai la hitkap la hika kutuk sai venga thang ombal mai khawai lo se hika kutuk hi khatbel ta swat vi rem mang kamu dunga thang ye ta na lu thai dunga sala ngai ni ka tol ti kha thuga thiam dak ngai la kalang belang ka akaglu kalang ha ki lu se sala ngai ni ka tol ti kha thuga thiam dak ngai la hi lang ha rumong kim thaya hitkap la thasam sa sai ham la tim la angai la imaku aphat renga kai ngol ta rumong hi ma khulang aphat ni he tuk ra thal kum khat kum hi na lo phung nunga phat reng lo se ki ima pokwan la ki imlang ka bit kung set kala yu lo ni di pekha khema ta khap ima phat reng ta ayu mai ta kha alu la minglo song ham ngai sung thasam sa bang ka ni program na swi vai na thel ham matla idot wal bang kum pui angel ka sutta yuwa thala mingla song thala yuwa la sa no su no mu om tima hitkap la idot hi banga pa pa chen ka ru se ko ngai pakhat lom lunga banga ta bo ka tu pui khiding mu la ayu hi do se kai ka pakwenga he ka thang le ka bia mu hi tu ka thang ka thele he lang la ubal pakat la banga ka pui kamangol ta ka ne he ka thibal mai ye ne thema khu ka la tal thiba mingla song asung thain hama kes no ka tu sagyel no ka lai sem nu ri wok wal ma ne ani ka bi he na si wan ni kai ka ming kha khatal thi maya kes no am nom huk mai la ka tit bele ka thingai ta sa goi ka thasam hi rem sa la sai pa thai ham hi langka hi ayu hi lo se hi tu kla ama ka hui ba ku am hu thai wa long sal la ka pui ti kha kip tung sak na ni ka thingai na mai ne la romong so lo se sa la ding mu la siok so lo se hi ti ka senu thang ka thel go hi romong ham la nap song thai so lo se sa la ti kha
beda thi ham la ngai ne la bang ka ti lo se hi ka thasam tanip nui sala isung thai sung la tua bual ka thơ ka sung sa level pung mani bual kang vel phoya mama ka no nari ba na bal thai ham na thơ ka sep selu pelangka bual level lo se kami hibel ka volong su ko om ti pumbel langka hi khangang bel khil kata yu ka pya te vai ni pal mangkha maram ka pya lak om la yu bel ka maram bel ka sa sa la sa ok thong sing ne dunga tua atui wi athe lo se kha ka sa sa kha ri ba sa ok phya bal si ti kha bera ka ba thi ham lak ngai pilangka ira lunge ra khi bera hila ahung mo ni lunge ra ahung thai mun dunga hi ka thang nu ka kum kha bera tua puma bot sing ta sak ok ham sa kap no thain khung si ham kap no kha bera ki bo mai si ti kha ka thơ ka thi ham lak ngai ne la bera nuk bela bet kem hitla ko lo lok chi mai athu te phin sha thang pi ro mita su ne aphoi ta mya athu te phin chiu tin de chanro dima tin do ma chanro pan a phin a tha sin pi re athu te phin cameraman aphoi mya chiu tin de sara ku chino pyo lo ba re chanro a sin pi ra ne dima chanro asa atop tro te mi tro ta phe ga ne si sin pi tha ra shi re atu to kwa tong saung pi ma chanro pian cha ya ong lok me ta yak khang lo ba re khasal lak ne kha thi de dong a wat vai vi om mai mani ingai thum mai bang la kum thang yat ta na thum thai dong a bang la om ngai ni ka to ti kha ka thơ ga thi ham nak ngai sal om ngai ni ka to ma lo thi ding ani sap di bu ti bang kom ngai tru ta phe ka ông ngay giờ cái thuê hậu tu bị đa số sa sa ông ngay na cái khứ thế đặc thơ cái sa của khăm la thằng chi na khứ pastor Andrew bởi creaming này sớ sa tao đồ khăn nào chỉ rồi chi mô nhà hông cao nhất để phá Korean nama rồi chi mô này Korean nama rồi đi ta USS bông chỉ bị mà mình là shi ba se thu từ phía trên này của phía Korea ta này Korea từ mi trên này Korea của uthai tha bị mà tông luôn đến đó châu cái đó trên này Korea shi rồi mà châu vốn bị mà mình là sau này ở đây không có biến sinh bị để tôi chọn thu về Giêsu trên này Korea mà bài mà phía bu Korea này toa là chuyện ha bảoว่าแต่ตาตัวลงชงสงสุรากูนาเลบิมาทีนี้พยาเชลูเชมาทีนี้อัตตากูสักกาบิมาเดียวเย่บัวเดียวทีนี้ถ้าอยากได้คนกูรอเปลี่ยนเส้นเบดลูเบทีนี้กูรอกูอาสาพิวบิมาทีนี้เจสุรอชิมอนดลูตรเองท้ามิดาสุเย่บัวแต่เช้าลงกูรอพยากูไรอุสาวบิมากูรอเย่อโลกูรอเย่อาจารย์ซีโรเทมาเล็ดเวคอยอยู่บิมาบ่งดอพอลงหาตรงนอขนาดในเองท้ามิดาสุเพียกูรอพยาก้าวจีปีท้าปีบิเพียเตัวเจ้าทูเบนามาโรกุชิโมเนมิดาสุอตัวอเตนอตัวညီကိုမောင်နှမအတွက်မင်္ဂလာကိုဖြစ်စေတဲ့ကိုရောဖျားစနီးမောင်နှံအဖြစ်ကိုရောဖျားကိုယ်တိုင်လက်တွဲခေါ်ယူလက်ကောင်းကြီးပေးပါသူတစ်ဖြစ်ဒီကနေ့စနီးမောင်နှံကနေပြင်ဆင်ပေးတဲ့ကောင်းကြီးမင်္ဂလာလဲအတူတကွသုံးဆောင်မှာဖြစ်တယ်သူတစ်ဖြစ်ဒီနေ့အဒရပြင်စင်တဲ့နှလုံးသားကိုရောဖျားကုန်ခန်းသွားတဲ့အရာတွေမဟုတ်ပဲနဲ့ကိုရောရဲ့နာမတော်ထဲမှာစိုက်ပျိုးတဲ့အရာတွေသာလင်ဖြစ်စေလက်ဘဝခရီးလမ်းတစ်လျှောက်လုံးမှာကိုရောဖျားထံကနေပြင်ဆင်ပေးတဲ့ကောင်းကြီးမင်္ဂလာတွေရိတ်သိမ်းပြီးမှဒီနေ့ကိုရောဖျားများပြားစွာမွေဖွားပြီးမှအလိုတော်ကိုဝန်ခံနိုင်ဖို့ကောင်းကြီးနဲ့ရစ်ပတ်ပါမြင့်အကြောင်းပြင်ဆင်တဲ့နှလုံးသားကိုကောင်းကြီးပေးသလိုသုံးဆောင်ခြင်းအားဖြစ်လေသားသမီးကြီးငယ်ရောက်တိုင်းအတွက်ကာယပိုင်းကောင်းကြီးမင်္ဂလာဖြစ်စေဖို့ကိုရောကောင်းကြီးပေးပြီးလို့ဝန်ခံရင်အစာအသောက်ကိုလက်ဝဲထဲမှာပြန်လဲအနံ့ရင်းနဲ့ဂျေဇုတော်ကိုချီးမွမ်းဆုတောင်းတယ်ယေရှုနာမကိုမြည်ပြု၍ဂျေဇုတော်ချီးမွမ်းဆုတောင်းကြပါတယ်အဖာအာမင်စာတော့တဲ့ဆုတောင်းပေးတဲ့ပတ်စတာအန်ဒရူဘောမှာသူပဲခြေဆုတင်နေကေပါချိန်မှာတော့အစစင်ကတော့အလုံးပြည့်စုံသွားပြီဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့ဒီအလုံးမတရပြတော့မှာအင်ထောင်းမှာမြတ်တာကျူးချင်းလေးကိုတီးဆိုပြီးတာနဲ့ဒီနေ့ကောင်းချီးမင်္ဂလာကိုဆရာတော်ဒေါက်တာဆိုင်ဖုန်ကနေကောင်းချီးမင်္ဂလာပေးပြီးမှဒီနေ့အစဉ်ကိုရုပ်သိမ်းမှာဖြစ်တယ်วันชินดินเดเสียอิงทองมาเมตตา
မြောက်တန်တရားအိမ်ထောင်မှာမြတ်တာချမ်းသာငြိမ်သက်ခြင်းပြေဝပြုံးရွှင်မျက်နာသာသွေရာချိုးသာစွာရွှေသွားချိန်မှာအိမ်ထောင်မှာမြတ်တာအိမ်ထောင်မှာခြင်းမြတ်တာချိုးသာစွာရွှေသွားချိန်မှာအိမ်ထောင်မှာမြတ်တာကောင်းကြီးပေတော်လက်ထပ်တင်များခြင်းအစီအစဉ်ကိုကောင်းမွန်စွာဦးဆောင်ပေတော်ကြောင့်ကျေးဇူးတော်ကိုချီးမွမ်းသလိုယနေ့လက်ထပ်တင်များပေတော်ပေသူပေရတော်ဒီတာနဲ့တမီအင်ထောင်တိအတွက်တော်၎င်းယနေ့လက်ထပ်တင်အခမ်းအနားအတွက်အခမ်းအနားများကိုကောင်းဆုံးဖြစ်ပြင်ဆင်ပေတော်အခမ်းအနားပြင်ဆင်သူမှစာ၍ဒီမှာစာတော်အဖြစ်စကတော်သူများနဖက်တော်မိဘနဲ့တင်တော်မှာဘာတော်တာသမီတရားစီပြောစီပေါ်၌ဒုဘာတစုဖြစ်တော်မူသောခမီတော်ဘုရားတော်ပါမှာမကုံခန္ဓာရတော်ချစ်ချမေတ္တာကောင်းခြင်းမင်္ဂလာဒါတော်သခင်ခရစ်တော်တော်ပါမှာမကုံခန္ဓာရတော်ကျေးဇူးကရုဏာတော်ကောင်းခြင်းမင်္ဂလာနဲ့ရင်တဲ့ခြင်းဝမ်းမြောက်ခြင်းကိုအစဉ်တစိုက်အမြဲတမ်းမေတ္တာရပြုပေးတော်တန်ရှင်တော်ဝိညာဉ်တော်ရဲ့ကောင်းခြင်းမင်္ဂလာဖျားဖျားသည်ယခုမှစ၍ကာလဆွေဆက်တဲ့ရောက်တည်ရှိတည်နေပါစေတော်